အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီပုံလေးကိုကျွန်တော်ဆွဲပြသွားမှာဖြစ်ပါတယ်ဘယ်ဘက်ကမျက်လုံးဆွဲနေတဲ့အချိန်မှာမရိုက်ထားလိုက်ပြီလို့ညာဘက်ကမျက်လုံးဆွဲတဲ့အချိန်မှာစပြီးရိုက်ဖြစ်ပါတယ်ဒီပုံလေးကကျွန်တော်လေ့ကျင့်ထားတဲ့ပုံလေးဖြစ်ပါတယ်ဒုတိယအကြိမ်မြောက်လေ့ကျင့်တဲ့ပုံဖြစ်ပါတယ်ဆရာပုဂ္ဂလိထေလွင်စီမှာကျွန်တော်လေ့လာသင်ယူနေပါတယ်ခင်ဗျာခဲမုတ်ပကြီးဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ part 1ဖြစ်ပါတယ်ခင်ဗျာ part 2 part 3လေးတွေလာပါဦးမယ်ခင်ဗျာနောက်ဗီဒီယိုလေးမှာတော့ကျွန်တော်ဘယ်လိုဆွဲရလဲဆိုတာလေးတွေကိုအသေးစိတ်လေးတွေပြပြမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူခုဗီဒီယိုလေးကိုဆက်ကြည့်ပေးပါဦးခင်ဗျာခုဆိုရင်တော့ကျွန်တော်ညာဘက်မျက်လုံးလေးဆွဲလို့ပြီးတော့မယ်လို့နော်ခဲတဲ့နဲ့ဆွဲတုံးကလိုမျိုးတစ်ခါတည်းအပြီးဆွဲလို့မရဘူးပေါ့နော်ခဲမုတ်ဆိုတဲ့အတွက်ကြောင့်ခဲမုတ်ကတဖြည်းဖြည်းချင်းတလွားချင်းတင်သွားတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းချင်းဆွဲသွားပါတယ်ပေါ့နော်ဘယ်ဘက်ဆွဲလိုက်ပြန်ညှိလိုက်ညာဘက်ဆွဲလိုက်ပြန်ညှိလိုက်အဲ့လိုပုံစံမျိုးနဲ့ဆွဲရတာပေါ့နော်